နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီးမီဒီယာများရဲ့မေးမြန်းမှုများကိုတပေါင်းနဲ့ရှင်းလင်းပြောကြားသွားပါမယ်။တပ်မတော်အနေနဲ့နိုင်ငံရေးတာဝန်ရယူခဲ့ရခြင်းအဓိကအခြေခံအကြောင်းတရားကတော့2010ပြည့်နှစ်ရွေးကောက်ပွဲမှာမဲမတမာမှုတွေဖြစ်ပွားခဲ့တဲ့အတွက်ဖြစ်ပါတယ်။ဒါနိုင်ငံရေးအရာမတမာမှုလုပ်ခြင်းပဲဖြစ်ပါတယ်။နိုင်ငံရေးအရာညစ်တယ်လို့လည်းဆိုနိုင်ပါလိမ့်မယ်။နိုင်ငံရေးပြဿနာပါ။ဒါကိုနိုင်ငံရေးနည်းအရဖြေရှင်းဖို့တပ်မတော်ကတရားဥပဒေနဲ့အညီတောင်းဆိုခဲ့ပါတယ်။လွှတ်တော်နည်းလမ်းအခြေခံဥပဒေခုံရုံးနည်းလမ်းတရားလွှတ်တော်ချုပ်နည်းလမ်းအစိုးရနဲ့အဓိကတာဝန်ရှိသူတွေကဖြေရှင်းပြရမယ်နည်းလမ်းစတဲ့နည်းလမ်းပေါင်းစုံနဲ့ဖြေရှင်းဖို့ဆောင်ရွက်ခဲ့ပါတယ်။မရခဲ့ပါဘူး။နိုင်ငံရေးနည်းလမ်းနဲ့မဖြေရှင်းပဲဒီမိုကရေစီရဲ့စန့်ကျင်ဘက်လက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ပြီး NUG PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေတည်ထောင်ပြီးအကြမ်းဖက်မှုများကျူးလွန်ခဲ့ပါတယ်။ပြည်သူကိုချိန်ချောက်ခဲ့ပါတယ်။ဒီလိုအကြမ်းဖက်မှု PDF တွေရဲ့တိုက်ခိုက်မှုတွေကြောင့်ဒီနေ့စက်တင်ဘာလ29ရက်နေ့အထိနိုင်ငံတော်မှာပညာရေးဝန်ထမ်းဆရာဆရာမ85ဦးကျန်းမာရေးဝန်ထမ်း18ဦးရဟန်းတန်ခါ84ပါးအပါအဝင်အပြစ်မဲ့ပြည်သူ6900ကျော်သေဆုံးခဲ့ရပါတယ်။ဘုံပေါက်ခွဲမှု9000ကျော်လောက်ဖြစ်ပွားခဲ့ပါတယ်။စာသင်ကျောင်း၊ဘုံကြီးကျောင်း၊စက်ရုံအလုပ်ရုံဗန်များလူနေအိမ်များအပါအဝင်အခြေခံအဆောက်အအုံမီးရှို့ဖျက်ဆီးခဲ့မှု1300ကျော်ရှိခဲ့ပါတယ်။ဒါဟာနိုင်ငံတော်နဲ့ပြည်သူလူထုရဲ့နှိမ့်ငါမှုတွေပဲဖြစ်ပါတယ်။ဒီအကြမ်းဖက်မှုတွေကြောင့်နိုင်ငံတော်တည်ငြိမ်ရေးပြည်သူလူထုရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတွေကိုများစွာထိခိုက်ခဲ့ရပါတယ်။ဒါကြောင့်လည်းဒီကြေညာချက်ကိုထုတ်ချင်းဖြစ်ပါတယ်။ဒီကြေညာချက်ထုတ်ပြန်ရခြင်းအကြောင်းရင်းတွေကတော့1ဒီနေ့မြန်မာနိုင်ငံရဲ့အခြေအနေ2ပြောင်းလဲလာတဲ့နိုင်ငံတကာအခြေအနေ3ငြိမ်းချမ်းရေးကိုလိုလားတဲ့ဖွဲ့စည်းလူပုဂ္ဂိုလ်များရဲ့သဘောဆန္ဒတွေကြောင့်ဖြစ်ပါတယ်။အခုဖော်ဆောင်နိုင်ဖို့ဒီကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ဒါအပြင်ဒီနေ့ကျွန်တော်တို့နိုင်ငံရဲ့ဒေသတော်တော်များများမှာမိုးနှောင်းကာလရေကြီးရေရှမ်းမှုဒဏ်တွေသဘောဘေးဒဏ်ခံခဲ့ရပါတယ်။နှစ်90 100အတွင်းမှာအဆိုးဝါးဆုံးဖြစ်စဉ်ပါပဲ။ဒီအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေတော်တော်ပြင်းပြင်းထန်ထန်ကိုကျွန်တော်တို့ဆောင်ရွက်ရမှာဖြစ်ပါတယ်။ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအလင်းမြန်ဆောင်ရွက်နိုင်ဖို့တည်ငြိမ်အေးချမ်းဖို့လိုပါတယ်။ပြည်သူတွေအပေါ်မှာတပူပေါ်နှစ်ပူအဆင့်မခံစေချင်ပါဘူး။ဒါကြောင့်ပြည်သူလူထုအပေါ်စာနာထောက်ထားပြီးငြိမ်းချမ်းရေးလမ်းကိုရှောက်လန်းဖို့မေတ္တာရပ်ခံရခြင်းဖြစ်ပါတယ်